မင်္ဂလာပါဗျာတယောက်သောသူကြီးလက်ဝါးပြမှာရှိတဲ့လက္ခဏာလမ်းများသည်ထိုလူသား၏လူမှုရေးစီးပွားရေးကျန်းမာရေးအိမ်တော်ရေးဆင်းရဲချမ်းသာကံပါရမီများသူ၏ဘဝရှင်သန်မှုကာလဆိုင်ရာလုံးစုံသောကံကြမ္မာဆိုင်ရာအကြောင်းချင်းရာဖြစ်ပျက်များကိုဖုံးတစ်လုံး၏စက်တင်ကဲ့သို့ကိုစားပြုဖော်ပြလျက်ရှိနေပါတယ်ဝိဒီမှာမြင်နေရတယ်ပေါ့နော်တယောက်သောသူရဲ့လက်ဝါးပြမှာကံကြမ္မာဆိုင်ရာဘာသာစကားများလက္ခဏာလမ်းများဒါလေးတွေကိုပေါ့နော်ကံကြမ္မာလမ်းများကိုမိတ်ဆွေနဲ့အတူကျွန်တော်တို့ဘုသူတလေးတွေအတူတူမျှဝေကြည့်ကြမယ်ပေါ့ဒါတော့အသက်လမ်းကြောင်းလို့ခေါ်တဲ့ဘဝလမ်းကြောင်းဖြစ်ပါတယ်လက္ခဏာရှင်ရှင်သန်မှုအသက်ခန္ဓာကိုယ်ကြီးတစ်ခုလုံးနဲ့သက်ဆိုင်တဲ့လူဆိုတဲ့ပရိုတိန်းအဖွဲ့အစည်းပေါ့နော်ကိုယ်ကာယကြီးရှိရင်ဘဝရှိပါတယ်ကိုယ်ကာယနဲ့ဘဝကိုညှို့ပြတဲ့လမ်းဖြစ်ပါတယ်ဘဝရှိရင်စီးစိမ်ချမ်းသာများတဏှာဥစ္စာပိုင်ဆိုင်မှုများလူမှုရေးစီးပွားရေးကျန်းမာရေးစာဝတ်နေရေးပေါ့အလုံးစုံသောအကြောင်းချင်းရာဖြစ်ပျက်များဘဏ်ငွေစည်းများပေါ့ဘဝရှိမှန်းချက်များနေရာဒေသအပြောင်းလဲများဖြစ်တည်နေတဲ့ဘောရှင်တန်နေတဲ့ဘဝတစ်ခုလုံးနဲ့သက်ဆိုင်တဲ့အလုံးစုံသောအရာများကိုအင်အားကြီးမားစွာအကောင်းအဆိုးလွှမ်းမိုးပြီးတော့ပေါ်ဆောင်နေတဲ့အသက်လမ်းကြောင်းလို့ခေါ်တဲ့ဘဝလမ်းကြောင်းဖြစ်ပါတယ်ထူးခြားချက်ကဒီအသက်လမ်းကြောင်းဒီလက္ခဏာရှင်ဘဝတစ်ခုတည်းမဟုတ်ဘဲနဲ့မိဘဘဝဆိုင်ရာကံအမွေစက္ကန့်မှုမျိုးနွယ်စုဆိုင်ရာ evolution ပေါ့နော်ဒါတွေကိုလည်းပေါ်ပြနေရှိနေပါတယ်အဲ့တော့ဒီမှာမြင်နေရတဲ့အခုလက္ခဏာရှင်ရဲ့အသက်လမ်းကြောင်းလို့ခေါ်တဲ့ဘဝလမ်းကြောင်းဒီထင်ရှားပြတ်သားရှည်လျာအားကောင်းတဲ့သဘောရှိတယ်ပေါ့နော်အင်မတန်အားကောင်းတဲ့သဘောရှိတယ်ရှင်သန်မှုတက်တဲ့ခိုင်မာမယ်ဘီဝဲအနေနဲ့များကင်းဝေးမယ်ပေါ့အနာရောဂါများလွှဲမြန်စွာပပျောက်စေမယ်ကျမ်းမာအသက်ရှိမယ်ဆင်းရဲကင်းမယ်နောက်တစ်ချက်ကတော့အသက်လမ်းကြောင်းဒီကျယ်ဝန်းနေတယ်ဘလို့ကျယ်ဝန်းနေလဲဆိုချက်တချို့သောအသက်လမ်းကြောင်းတွေကဒီနေရာကိုလက်မကိုပတ်ခွေတဲ့နေရာကျင်းတယ်ပေါ့နော်အသက်လမ်းကြောင်းကျင်းတတ်တဲ့သဘောရှိတယ်အသက်လမ်းကြောင်းကျင်းရင်တော့ကျမ်းမာရေးလူမှုရေးစီးပွားရေးတိတ်အဆင်မပြေတတ်ဘူးဘဝကံကြမ္မာနဲ့နေပါတတ်တဲ့သဘောရှိတယ်ပေါ့ကျင်းနဲ့ကျယ်ချင်းဒါမိတ်ဆွေတို့ကျွန်တော်တို့နေတဲ့ရက်ွက်ထဲမှာခြံနေရှိတယ်ပေါ့နော်ကျဲတဲ့ခြံနဲ့ကျင်းတဲ့ခြံပေါ့ဒါဈေးပေါ့နေတီနေရာတူမယ်ဆိုလို့ရှိရင်ရောင်းရင်ကျဲတဲ့ခြံဈေးပို့ရတယ်ပေါ့အင်မတန်ရိုးရှင်းတဲ့အဖြစ်တစ်ခုဖြစ်ပါတယ်ကျယ်ဝန်းခြင်းသည်လှပခြင်းနဲ့တန်ဖိုးသဘောတရားမြင်မာခြင်းကိုဖြစ်လာစေတယ်ပေါ့နော်အသက်လိုင်းကြောင်းဒီဘက်ကိုကျယ်ဝန်းသွားတဲ့အတွက်ဒီကိုကျယ်သွားတဲ့အတွက်ဒါတနင်္လာဂျိုကုန်းလို့ခေါ်တယ်တနင်္လာဆိုတာငွေလာမင်းကမ္ဘာလောကရဲ့အဝေငြိမ်းရေးတရားချင်းငြိမ်းရေးချင်းတရားချင်းချင်းမေတ္တာပေါ့နော်အနုပညာရှင်မာတွေမှာပြောကြတဲ့စကားရှိတယ်ဆန်းဆိုတဲ့ဆန်းပွင့်တယ်ပေါ့နော်ဆန်းမရှိရင်ဘယ်လုံးမှမအောင်ဘူးဆိုတော့ဆန်းဆိုတော့တနင်္လာမုံပြောပါတယ်ငွေလာမင်းရဲ့ဒေသဖြစ်ပါတယ်အသက်လိုင်းကြောင်းငွေလာမင်းရဲ့ဒေသကိုကျယ်ဝန်းသွားတဲ့အတွက်လက္ခဏာရှင်ဒီချစ်သူခင်သူပေါ်များမယ်လူသိများမယ်ပေါ့နော်ဝေจิตနာဥစ္စာရှာဖွေရလွယ်ကူစေမယ်ဝေသောရက်နဲ့ပြပခရီးများဆက်သွယ်ခြင်းသွာလာခြင်းများဝေသောရက်နဲ့ပြပတိုင်းဓမ္မအရာများဆက်သွယ်ခြင်းကုန်ကူးခြင်းသွာလာနေထိုင်ခြင်းရွှေ့ပြောင်းခြင်းများကံကောင်းစေမယ်လူများနဲ့ဆက်သွယ်လုပ်ကိုင်ရတဲ့လုပ်ငန်းများအောင်မြင်စေမယ်ကံကောင်းစေမယ်ပေါ့နော်အဲ့တော့အသက်လမ်းကြောင်းတနင်္လာဂျိုးကုန်ဒီဘက်ကိုထူးခြားစွာကျယ်ဝန်းနေသေးသည်ဆင်းရဲကင်းခြင်းအသက်ရှည်ခြင်းနဲ့တဏှာဥစ္စာပိုင်ဆိုင်မှုအားကောင်းစေခြင်းဘဝရဲ့အလုံးစုံသောခံကောင်းခြင်းများကိုရရှိစေတောက်ကြဂျိုးကုန်ကျယ်ဝန်းသွားတယ်ပေါ့နော်ဟုတ်ပါပြီနောက်ပြီးတော့တစ်ခုပေါ့နော်ဒီလက္ခဏာကိုကြည့်ရင်လက်ဝါးပြင်ဟာ4000ပုံစံဖြစ်နေတယ်4000ဆန်နဲ့လည်းဖြစ်နေတယ်လူတွေရဲ့မျက်နှာပြင်ပေါ့နော်ဒီမတူကြဘူးပေါ့မျက်လုံးတို့မျက်ခုံးတို့နှာရန်ဘာညာပေါ့နေရွက်ကမေးဝါဆိုင်ဖွဲ့စည်းပုံမတူကြဘူးဒီလိုပဲများပြားတဲ့လူတွေရဲ့လက်ဝါးပြင်မှာလက်ဝါးပြင်ပုံဖွဲ့စည်းပုံတွေဒီလူတွေရဲ့မျက်နှာတွင်ပြင်ဥကောင်းနေလို့ပဲမတူတဲ့ဖွဲ့စည်းပုံတွေရှိကြတယ်ဒီထဲမှာ4000လက်သခင်ဟာဒီဖွဲ့စည်းပုံနည်းနည်းလေးမြင့်နေပေါ့လူသားကိုရေးကိုသေးပေါ့နော်ဘယ်လိုမြင်မှလဲဆို4000လက်သခင်ဒီသူကဒီပေါ့ဉာဏ်ပညာလို့ခေါ်တဲ့အတွေးခေါ်ပိုင်းပေါ့နော်ဒါစိတ်ပိုင်းပေါ့နော်ဒါကောင်းတယ်နောက်ပြီးတော့ရုပ်ပိုင်းမြင့်တဲ့ဇွဲလုံးလောက်ပြည့်တတ်တိဟောဒီပိုင်းမှာလည်းကောင်းတယ်ပေါ့နော်ကျမ်းမာရေးပါတယ်ပေါ့ရုပ်ပိုင်းစိတ်ပိုင်းအချက်လက်များဒီအမြဲတမ်းကောင်းတယ်ထက်မြက်ပြီးတော့လူသားကိုရေးကိုသေးတော်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာ4000လက်သခင်ကတော့ပေါ်ပြနေတယ်ပေါ့နော်ဒါကတော့အကျိုးနဲ့အကြောင်းရှိတဲ့နေရာမှာဒါကတော့အကြောင်းတရားပေါ့နော်အကြောင်းတရားကိုပေါ်ပြတာရှိတယ်ဖြစ်တယ်ပေါ့နော်အကြောင်းတရားသည်သူဉာဏ်ပညာထက်မြက်ခြင်းနဲ့ဇွဲလုံးလောက်ပြည့်တတ်တိလူသားကိုရေးကိုသေးများထူးခြားမြင့်မာခြင်းကိုပေါ်ပြပြီးတော့ဒီအတွက်ဒီထူးခြားတက်မြက်တဲ့လူသားကိုရေးကိုသေးကိုအခြေခံပြီးတော့ဘဝရဲ့အောင်မြင်ကံကောင်းခြင်းများရရှိလာစေမယ်ဆိုတာတော့ဒါတော့အကျိုးတရားဖြစ်ပါတယ်ပေါ့နော်အရာအလုံးမှာအကျိုးတရားအကြောင်းတရားဆိုတာရှိပါတယ်နောက်တစ်ခုကတော့ဒါတော့ဉာဏ်ပညာလမ်းကြောင်းလို့ခေါ်တဲ့အုံနောက်လမ်းကြောင်းဖြစ်ပါတယ်လက္ခဏာရှင်ဒီဥကောမဆိုင်ရာအလုံးစုံသောချက်ချက်လက်များကိုဖော်ပြပြီးတော့အုံနောက်ထဲမှာအုံနောက်ပေါ့နော်အာယုံကျော်စနစ်ပေါ့ဒါတွေပေါ့နော်ဘဝအောင်မြင်ဖန်တီးမှုအုံနောက်ဉာဏ်ပညာသည်ဘဝအလုံးစုံသောအရာများကိုထိန်းကျောင်းမောင်းနှင်ပြီးတော့အကောင်းအဆုံးရွေးချယ်လုပ်ကိုင်ရတဲ့သဘောရှိတဲ့အတွက်ဉာဏ်ပညာလမ်းကြောင်းအားကောင်းရင်ဘဝမှာဒီမှန်းချက်များအောင်မြင်ပြီးတော့ကြော်ဝါချမ်းသာတတ်ပါတယ်အမြဲတမ်းရေးကြည့်တဲ့အဖြစ်အချက်လက်ဖြစ်ပါတယ်ဉာဏ်ပညာလမ်းကြောင်းလို့ခေါ်တဲ့အုံနောက်လမ်းကြောင်းအမြဲတမ်းအားကောင်းထင်ရှားတဲ့ပြတ်သားတဲ့ရှည်လျရတဲ့ဖြောင်းတန်းတဲ့အတွက်လက္ခဏာရှင်ဉာဏ်ပညာဆွမ်းအားကြီးမားတက်မြက်တဲ့လူတစ်ယောက်ဖြစ်တယ်ဖြောင်းတန်းတဲ့အတွက်ဘဝကိုလက်တွေ့ကြတွေးခေါ်လုပ်ကိုင်တတ်တယ်ပေါ့နော်မျိုးသမီးတစ်ယောက်ဖြစ်ပြီမဲ့ဒါမျိုးသမီးတစ်ယောက်ရဲ့လက္ခဏာဖြစ်ပါတယ်ယောက်ျားလေးဆန်တဲ့အတွေးခေါ်တွေရှိတယ်စွမ်းအားမြင့်တဲ့လူသားကိုယ်ကိုယ်လေးတွေထက်မြက်တဲ့ကျွန်တော်ပေါ်ပြနေတယ်ပေါ့နော်ဒီနေရာမှာကြံခဲ့တဲ့တစ်ချက်ရှိတယ်ဒုတိယအရန်အသက်လမ်းကြောင်းလို့ခေါ်တဲ့တောက်ကြကြိုးပေါ်မှာဒါလေးတစ်ခုရှိတယ်
ရှိနေတယ်ပေါ့နော်လူတယောက်မှာအသက်ဘဝလမ်းစီတစ်ကြောင်းပဲရှိရမယ်လက္ခဏာရှင်သည်ဒုတိယမှာကာယံနေတဲ့ဒုတိယအပေါ်အရန်သက်လမ်းကြောင်းရှိနေတဲ့အတွက်သူတသက်တာဘဝမှာသူဤဘဝကိုငွေကြေးဒနာဥစ္စာခံကြမှာပိုင်းလုံးစုံကာကွယ်ဆောင်ရှောက်နေတဲ့မိဘမေဖေပေါ့ရွှေမျိုးကြီးကိုမောင်တော်များကောင်းသောအတိုင်းဝိုင်းပတ်ဝန်းကျင်များပေါ့လက္ခဏာရှင်ငွေကြေးနဲ့ဘဝပိုင်းဆိုင်ရာနောက်ွယ်ရတဲ့ကာကွယ်ဆောင်ရှောက်ပြီးနေတယ်တော့မဟုတ်လူမဟုတ်ရင်လည်းဒေဝတာများနတ်များအဆောင်သခင်များပေါ့နော်အတိတ်ကများအဲ့တော့ဒီလိုဒုတိယအရန်အသက်လမ်းလို့ခေါ်တဲ့အပိုးအရန်အသက်လမ်းပါနေတဲ့အတွက်ဒီလမ်းလေးကနာမည်ကတော့အမျိုးမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့အရန်အသက်လမ်းလို့ခေါ်လိုက်တော့ရိုးရှင်းပြီးတော့တေးကြတယ်ပေါ့အရန်အသက်လမ်းအပိုးလည်းအသက်လမ်းပါနေတဲ့အတွက်ရုပ်ပိုင်းဆိုင်ရာလူသားများကြီးအကူအညီထောက်ပံ့များရှိနေသလိုကံကြမ္မာပိုင်းဆိုင်ရာဒေဝတာများနတ်များမမြင်နိုင်တော့အကြောင်းတရားများစောင့်ရှောက်မှုများရှိနေတယ်အခက်အခဲပြဿနာများအောင်မြင်မှကြော်ဖြတ်နိုင်မယ်ဘေးဥပ္ပအရေးများခင်းဝင်းမယ်ဆင်းရဲကင်းမယ်အသက်ရှိမယ်အလုံးစုံသောခံကြမ္မာနိုင်ပါခြင်းများမှာဒုတိယအရန်အသက်လမ်းဒီကာကွယ်နေတဲ့သဘောရှိတယ်အင်မတန်ကောင်းပါတယ်ဒါမြင်ရခဲ့တယ်ပေါ့နော်အင်မတန်ကောင်းတဲ့အမှတ်အသားဖြစ်ပါတယ်အလုံးစုံသောခံကြမ္မာနိုင်ပါခြင်းများကိုကာကွယ်နေတဲ့သဘောရှိပါတယ်နောက်တစ်ခုကတော့ဒီလူဘောများတဲ့ဒီနေရာပေါ့နော်လက်မရဲ့အထက်ကဝရလို့ခေါ်ပါဠိစာပေတွေမှာရေးတဲ့အစစ်လေးကြာစီလေးပေါ့နော်ကြာစီလေးရှိတယ်ကြာစီလေးရှိတော့ဒီနေရာကိုလည်းသူကကျွန်တော်တို့ဒီအကျိုးအကြောင်းဆိုတဲ့သဘောတရားမှရှိတဲ့အခါမှာတော့ကျွန်တော်အကြောင်းတရားကိုပြောမှဖြစ်ပါတယ်အကြောင်းတရားပေါ့နော်ဒါလက်မရဲ့ထိပ်အဖျားပိုင်းကတော့ logic လို့ခေါ်တဲ့စဉ်းစားတွေးတောမှုဉာဏ်ပညာပေါ့နော်အတွေးခေါ်စွမ်းစိတ်ပိုင်းဆိုင်ရာစွမ်းအားများကိုဖော်ပြပြီးတော့ဒီအောက်ပိုင်းကတော့ဇွဲလုံးတော်ဝရိယတတ္တိရုပ်ပိုင်းဖြစ်ပါတယ်စိတ်ပိုင်းနဲ့ရုပ်ပိုင်းတစ်ခုကြားမှာခြားနာပြီးတော့ဒီလေကူးမြင့်ဖြစ်နေတဲ့ဒီဝရဆိုတဲ့အစီလေးပေါ့ကြာစီလေးလို့လည်းခေါ်တယ်တချို့ကစပစီလို့လည်းခေါ်တယ်ပါဠိစာပေတွေမှာတော့ဝရလို့ရေးတယ်ဒါလေးကဉာဏ်ပညာနဲ့လက်တွေ့စူးစမ်းမှုအပိုင်းကိုပေါင်းကူးပေးတဲ့အတွက်စွမ်းအားကြီးမားမှုတစ်ခုဖြစ်လာစေတယ်ဒါကတော့သူအကြောင်းတရားပါဒီလိုဉာဏ်ပညာနဲ့ဇောလုံးလောဝရိယတတ္တိထူးခြားတတ်မြတ်ခြင်းဆိုတဲ့အကြောင်းတရားကြောင့်မလို့လက္ခဏာရှင်မှာသူယုံကြည်အားဒီမှန်းချက်များလှုပ်ဆောင်မှုများအောင်မြင်လာစေတယ်ဒါကတော့အကျိုးတရားဖြစ်ပါတယ်ဟုတ်ပါပြီကျွန်တော်ဒီဘက်ကိုဆက်ဖြတ်သွားမယ်ပေါ့နော်ဟုတ်ဆိုဒီစကားပြောတဲ့အခါမှာကျွန်တော်ဗီဒီယိုဖိုင်တွေအချိန်နေတဲ့လူပြီးတော့လောက်ရတာပြောကြတယ်တစ်ခါကြရမ်းများတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စကားလေးကမြန်လေးပြေးပြီးတော့ပြောရတဲ့သဘောဖြစ်တဲ့အတွက်ဒါလေးနားလည်းခွင့်လို့ပြေးပါလို့ဟုတ်ကဲ့ပါဒါတော့နှလုံးသားလမ်းလို့ခေါ်တဲ့ချစ်မြတ်တာလမ်းဖြစ်ပါတယ်လက္ခဏာရှင်ရင်ဘတ်တဲ့နှလုံးသွေးစီးမှုဆိုင်ရာကျမ်းမာရေးချက်လက်များနှလုံးသားရဲ့ကျမ်းမာရေးရှင်သန်မှုအသက်တက်နဲ့လည်းပတ်သက်ပါတယ်နှလုံးသားရဲ့စိတ်ပိုင်းချစ်မြတ်တာခံစားမှုများမနာလို့ခေါ်တဲ့စိတ်ဝိညာဉ်မေတ္တာဒေါသစေတသိက်များပေါ့နော်ဒါချစ်မြတ်တာလမ်းလို့ပြောလို့ရှိရင်ဒါစိတ်ရခံစားမှုအားလုံးဒီမေတ္တာဒေါသပေါ့ခုတလားဆိုတော့ခုတို့အာခုတို့အားလုံးဒီစိတ်ရလှိုင်းများဖြစ်တဲ့အတွက်ဒီနေရာဒီနှလုံးသားလမ်းပေါ့နော်စိတ်ပိုင်းရုပ်ပိုင်းအားလုံးနဲ့သက်ဆိုင်အကျိုးဝင်တဲ့လမ်းဖြစ်ပါတယ်နှလုံးသားရဲ့ရုပ်ပိုင်းကျမ်းမာရေးနှလုံးသွေးရှိမှုနှလုံးသားစိတ်ပိုင်းဆိုင်ရာအလုံးစုံသောခံစားမှုများချင်းမြတ်တာဘဝအဖြစ်ပြပြောင်းဖော်ပြတဲ့လမ်းဖြစ်ပါတယ်နှလုံးသားလမ်းရှည်လျားအကောင်းနဲ့တို့သောနှလုံးသားလမ်းဒီ sport ကျုံးလေးတွေရှိနေတဲ့အတွက်လက္ခဏာရှင်ဒီနှလုံးသွေးအားနဲ့လို့ဘာလို့နှလုံးရောဂါဆန်ဆန်မူးတာမော်တာလေးတွေရင်တုံတာလေးတွေဒါလေးတွေမကြာခဏဖြစ်တတ်တယ်ပေါ့နော်ခုလိုလဲလွယ်နဲ့မပြောက်ဘူးရှည်နေတတ်တယ်တို့သောအသက်ရှည်ပါလိမ့်မယ်နှလုံးသားရဲ့စိတ်ပိုင်းစိတ်ချင်းမြတ်တာခံစားမှုတန်ရုံးနဲ့ကြီးမားတတ်တဲ့စိတ်ပူပင်တော့ကများရတယ်တန်ရုံးနဲ့ကြီးတတ်တဲ့အတွက်ချင်းမြတ်တာဆိုင်ရာတော့ကလေးတွေကြုံတတ်တယ်အောင်မြင်လန်းအပူလိုပါရှိနေတယ်ဒီမှာကန်လန်းတနေ့နာဂျုံကစနေတယ်ကန်လန်းရှိနေတယ်ကန်လန်းလို့ခေါ်တဲ့ငွေလန်းပေါ့နော်ဒနာဥစ္စာလန်းပါဠိလိုကတေတိလေခလို့ခေါ်ပါတယ်ဒီလန်းလေးတွေရှိနေတဲ့အတွက်တသက်တာဘဝငွေကြေးတတဥစ္စာရှာဖွေရလွယ်ကူစေမယ်ဆင်းရဲကင်းစေမယ်ကြော်ဝါချမ်းသာတတ်တယ်တို့တော့ကန်လန်းလို့ခေါ်တဲ့ငွေလန်းဒီဓမ္မတစ်ပိုင်း A ဆိုတဲ့တစ်ပိုင်းဒီမှာ B ဆိုတဲ့တစ်ပိုင်းဒီမှာ C ဆိုတဲ့တစ်ပိုင်းနှစ်ပိုင်း3ပိုင်းပြတ်တောက်နေတဲ့အတွက်သူရေရှည်ဘဝတသက်တာလန်ခီးမှာတော့မတည်မြဲဘူးပေါ့နော်ဘဝဂိမ်းသဘောဆန်မယ်အောင်မြင်မယ်အခက်အခဲများတွေ့ရမယ်ပြန်အောင်လင်းမြင်လာမယ်အခက်အခဲတွေပြန်တွေ့ရမယ်ပြန်ပြီးတော့အစဉ်ပြေပျော်ရွှင်မှုအောင်မြင်မှုတွေပိုင်ဆိုင်မှုတွေပြန်ကောင်းလာဘဝဂိမ်းသဘောဆန်တယ်ဒါကဘာလဲဆိုနေဆပင်ကားလို့ခေါ်တယ်ကံကြမ္မာအနေအမြင့်အတက်ကြများသည်လှုပ်ရှားပြီးကစားနေတဲ့သဘောရှိတယ်ပေါ့နော်သို့တော့အင်အားကောင်းတဲ့ဒီအသက်ဘဝလမ်းညံလမ်းပေါ့နော်ထူးခြားတဲ့လဝါပြမှာရှိတဲ့လက္ခဏာရဲ့မိခင်အခြားတစ်ပါးသောလမ်းများသည်အင်အားပလအထူးကောင်းတဲ့အတွက်ဤလက္ခဏာရှင်သည်မတည်ငြိမ်တဲ့ငွေကြေးတနာဥစ္စာကံကြမ္မာများရွေလျားမှုများပြောင်းလဲမှုများရှိနေပဲသို့တော့မြည်သောပင်ဖြစ်စေမြည်သောပင်ဖြစ်စေတသက်တာဘဝသည်ကျမ်းမာခြင်းအသက်ရှည်ခြင်းနဲ့ဒီဥပ္ပန္နေကင်းဝေးပြီးတော့ဆင်းရဲကင်းသောကောင်းသောသဘောဆောင်တဲ့ဘဝတစ်ခုရရှိမယ်ဆိုတာကိုပေါ်ပြနေပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်ပဲဆွေများဘေးဥပ္ပန္နေရဲ့ဝေးကွာလိုရဆန္ဒပြေဝနှလုံးစိတ်ဝမ်းအေးချမ်းကြပါလိမ့်ဗျာမိမိတို့လက်ဝါးပြမှာရှိတဲ့လက္ခဏာလမ်းများနဲ့ပတ်သက်ပြီးသိကြတာရှိပါကဖုန်းပိုင်ပါတုံကြကိုခွန်ကိုလေး4 1 5 4 1ကိုဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်ဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ဆရာမိုးတော်ပါဗျာ